အားလုံးပဲမင်္ဂလာပါဒီနေ့ Messenger ကို lock ခန်းလေးလေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်နော်ကိုယ့်ရဲ့တငယ်ချင်းပဲဖြစ်ပေါ့နော်ချစ်သူပဲဖြစ်ကိုယ့်ရဲ့ဖုန်းကိုခဏလောက်ပေးတုံးမယ်ဆိုရင်သူတို့ကကိုယ့်ရဲ့ Messenger ထဲကိုဝင်ဆက်စုချင်တယ်ဆိုရင်သူတို့ကကိုယ့်ရဲ့ကိုကဘသူစီစကားပြောရတယ်လဲဆိုတာစတာဖြစ်ပေါ့နော်သူတို့ကမတိအောင်ဘယ်လိုလုပ်ဘယ်လိုပိတ်ရမှာလဲဆိုတာကိုဒီနေ့ကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါနော်ဒီ Messenger ပိတ်နည်းလေးကိုအရင်လွယ်ပါတယ်နော်ဘာ software မှကိုမလွယ်ဘာ software ကိုမလိုပါဘူးနော်အရင်ဦးဆုံးကိုယ့်ရဲ့ Messenger ထဲကိုဝင်လိုက်ပေါ့နော်ကဲဝင်ပြီးသွားလို့ရှိရင်ဒီညာလေးပေါ့နော်ဒီအဆက်တုံးဆက်ကလေးကိုတစ်ချက်နှိပ်လိုက်ပါကဲနှိပ်ပြီးသွားလို့ရှိရင်ဒီ setting ထက်ကိုတစ်ချက်ပြန်ဝင်လိုက်ပေါ့နော်ကဲဝင်ပြီးသွားလို့ရှိရင်အောက်ကိုနည်းနည်းဆွဲလိုက်ပေါ့နော်အောက်ကိုနည်းနည်းဆွဲလိုက်ပေါ့နော်ဒီဟာပေါ့နော်ဒါပေါ့နော်ဒီညာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားလို့ရှိရင်ဒီမှာနော်ဒီ APP lock ဆိုတာကိုတစ်ချက်ပြန်နှိပ်လိုက်ပေါ့နော်ကဲနှိပ်ပြီးသွားလို့ရှိရင်ဒီညာလေးကိုခွင်ထားရမှာဖြစ်ပါတယ်နော်ကဲဒီနေရာလေးကကိုကထည့်ချင်တဲ့ password ကိုထည့်လိုက်ပါနော်ဒါကဲထည့်ပြီးတော့ပါပြီနော်ထည့်ပြီးသွားလို့ရှိရင်ဒီနေရာလေးမှာဘယ်လောက်ထားချင်တာလဲပေါ့နော်ကျွန်တော်တက်လုံးထားမှာပေါ့နော်ဒီအပေါ်ဆုံးကိုထားမှာပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းပဲဖြစ်ဖြစ်ပေါ့နော်ချစ်တူပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်နော်ကိုယ့်ရဲ့ဖုန်းကိုခဏလောက်တုံးကြည့်ချင်တာဆိုရင်သူတို့ကကိုယ့်ရဲ့ Messenger တွေကိုဝင်ကြည့်ချင်တာဆိုရင်ဝင်လို့မရအောင်ပေါ့နော်ဒါကိုကျွန်တော်ပတ်ပြန်ထပ်ကြည့်မှာဖြစ်ပါနော်ကဲပတ်ပြန်ထွက်မယ်ပြီးတော့ Messenger ထက်ကိုပြန်ဝင်မယ်နော်ရလားမရလားဆိုတာကိုကဲဒီမှာနော်ဒါကြတော့မရပါဘူးเนาะကိုယ့်ရဲ့ password ကိုထည့်ရမှာဖြစ်ပါတယ်เนาะဒီညာလေးမှာခုနထည့်ထားတဲ့ password ကိုပြန်ထည့်ရုံပါပဲเนาะဒါမျိုးပါเนาะကိုယ့်ရဲ့တငယ်ချင်းကိုဖုန်းကိုယူတုံးတဲ့အချိန်မှာเนาะကိုယ့်ရဲ့ password ကိုမသိရင်ဒီ Messenger ကိုဝင်လို့မရပါဘူးเนาะဒါကအရင်လွယ်ပါเนาะဒီလိုမျိုးပါပဲเนาะကိုယ့်ရဲ့ password ကိုထည့်ရုံပါပဲเนาะဒါကတော့လူများမသိအောင်ပေါ့เนาะကိုယ့်ရဲ့ Messenger တော့ခဏလေးကိုကျွန်တော်ဒီနေ့တင်ပေးတာပေါ့เนาะဒီဗီဒီယိုကိုအကျိုးရှိမယ်လို့ထင်ပါတယ်เนาะ